မင်္ဂလာပါရှင်ဒီနေ့ကကရီရဲ့ estate ကနေအိမ်ဝင်ခြင်းနဲ့လူချင်းမင်းတို့အတွက်မြောက်တကုံမြို့နယ်မှာရှိတဲ့အိမ်ကောင်းကောင်းတစ်လုံးနဲ့မိတ်ဆက်ပေးဖို့ရောက်ရှိနေရပဲဖြစ်ပါရဲ့ရှင်ကြောက်ပြခင်းမိသားဆိုတော့မနက်ခင်းတိုင်းညနေခင်းတိုင်းမှာလမ်းလျှောက်ရင်ထိုင်ရင်းနဲ့တင်းနဲ့အနားယူလို့ရပါတယ်ရှင်။ဒါဆိုရင်အခုပဲအိမ်ထဲကိုသွားကြည့်လိုက်ရအောင်။ဒီအင်ကြီးရဲ့ပိုင်ဆိုင်မှုစရင်းစာရန်ကလည်းခိုင်မာတဲ့ခရင်အမည်ပေါက်လည်းဖြစ်ပါရဲ့ရှင်ဒီအင်ကြီးရဲ့ရောင်းဈေးကတော့13600ပဲဖြစ်ပါရဲ့ရှင်ကဲလူချင်းမင်းတို့ကိုယ်တိုင်ကကရီရဲ့ estate နဲ့အတူအိမ်လိုက်ကြည့်ချင်ပြီဆိုရင်တော့39945348တို့ကိုအခုပဲဆက်သွယ်လိုက်ပါရှင်